ပန်းတော်ရောက်ကလေးကဖင်မရသေးဘူးဖင်ရလိုက်အောင်မ3ချက်ပြစ်မယ်တကောင်ကိုက်ရမယ်ရှုပ်နေကင်းရောအာဝေးတယ်အာကိုက်3ချက်မဟုတ်တစ်ချက်တကောင်ဖြစ်နေတယ်တို့ခါအာမပါတော့ဘူးတော့မပါတော့ဘူး3ချက်မဟုတ်တစ်ချက်တကောင်โอเคဒီကောင်တော့မပါလိုက်ဘူးဆိုတော့နောက်တစ်ခါပြန်စားလိုက်โอเคဆော့ကြိုက်တယ်3ချက်ပြစ်မယ်ဆိုပြီးပထမအချက်မှလည်းကြိုက်အခု2ချက်ကြံနေနော်တွေ့အောင်မယ်တို့ပြီးတော့လုံးလို့ရမလားအသားလေးခိုးကြိုက်တာဆရာကြီးอ่ะ ကုန်းကောင်အတိုင်းပဲတော့ဝင်နော် အသားလေးခိုးကြိုက်သွားတာပြုတ်တယ်ပဲလာတုတ်ရော စိုက်တူတွေပဲဟုတ် ဖိုက်တူလေး